Yo alam lama ini maro pizza yami koin le ni dai su la ne bio 12ပိုင်း19ရက်နေ့မှာတော့ SpongeBob skin ရရှိလာပြီဖြစ်ပါတယ်။လေယာဉ်မဲ့ကိုကတော့9000ဖြစ်ပြီးတော့ကိုရတော့ limited skin ပေါက်နဲ့ရိုးရိုး EP skin ပေါက်ကိုမှားယူမိမှာကြောက်နေပါတယ်။အဲ့ဒါနဲ့ပဲကိုရီ3လကာလောက်ပြန်စစ်တယ်ပေါ့နော်။နောက်ဆုံးမှာတော့ကိုရီလိုချင်နေတဲ့ SpongeBob skin ကိုရရှိခဲ့ပြီဖြစ်ပါတယ်။ SpongeBob ဤပါတော့ Starlink Wi-Fi အသုံးပြုတွေ့ရလွယ်တကယ် Wi-Fi တို့ internet ပါ internet သုံးတော့မပေါ်ဘူးပေါ့နော်။မြန်မာနိုင်ငံအတွက်မပေးပါဘူး။မြန်မာနိုင်ငံအတွက်တော့မပေးရပါဒီပြင်ထိုင်းမလေးအကုန်စင်ကာပူအကုန်ပေးပါတယ်။ Starlink Wi-Fi မသက်ထားတဲ့လူတွေကတော့တခြား VPN ကြော်ပြီးယူရလည်းပြီးအခြားမရှိဘူးပေါ့နော် VPN ကြော်ပြီး skin လဲပြီးတော့ပြန်ပေးလိုက်ပေါ့နော် VPN ကြော်ပြီးဂိမ်းဆောက်ဖို့တော့အကြံပြုချင်ပါဘူးကိုရတော့ coin 1000ကျော်ရှိတဲ့အတွက်SpongeBob လဲပြီးတော့ဒီပြင်အခြားပတ်ထွေးရဲ့ emote ပါပုံပြခဲ့ပါတယ် SpongeBob skin လေးရဲ့ skin 1ကြော် pretty patty လေးကိုပြစ်လိုက်မှဖြစ်ပြီးနောက်ကကြော်သူဝေးထားတဲ့ Larry ဆိုတဲ့ကြောင်လေးကနောက်ကလိုက်သွားမှဖြစ်ပါတယ်ဒါပေမဲ့ဒီရောက်မှဆိုကြောင်နေရာမှာခယူလေးပေါ့နော် skin 2ကတော့ pretty patty လေးအများကြီးထွက်လာမှဖြစ်ပြီးတော့ moment speed အနေငယ်မြန်သွားမှာပေါ့နော် SpongeBob skin လေးရဲ့ area ကြော်တရတင်မော်ကြီးထွက်လာမှဖြစ်ပြီးတော့ enemy ဝင်တိုက်မှာဖြစ်ပါတယ်။တခြား skin တွေတော်တော်များများမှာအဲ့ဒီ3လိုက် animation ထွက်ပေမဲ့ဒီ secret ချိန်မှာကျတော့ skill 2 3လိုက်ရင်သူက animation ပို့ထွက်တယ်ပေါ့နော်။ဘာလို့တော့မသိပါဘူး။ Alligator ကနှစ်ယောက်တစ်ယောက်ဆိုပြီးလေးတိုက်ခဲ့တဲ့ room ကိုပြန်ပြီးလေးတိုက်ပါတယ်။ကိုရီ3နဲ့ကိုမော်လေးကတော့ skill 2 AD skill 1ပဲဖြစ်ပါတယ်။ကိုရီကတော့ cycle ကိုတိတ်မကန်မှတော့မသိဘူးပေါ့နော်။သူ့ရဲ့ AD ကကူတောင်းဆောင်ရွက်မြန်ပါတယ်။ခဏခဏသုံးလိုက်ရတယ်ပေါ့နော်ဒီလိုနဲ့ပဲဘက်တန်မှာ skill 2 AD skill 1နဲ့လိုက်ပြီးညော်ပါတယ်ကိုရဖမ်းမိတာခါကျတော့ enemy တမိတ်သိမထီဘူးပေါ့နော်ဒါမှမဟုတ်သိရင်တည်သွားနိုင်ပါတယ်ကိုရကိုင်နေကြမိတ်တရားတော့ကာကိုရာနဲ့ကတိတာပေါ့နော်တို့ကြော one shot ကောင်းနေပဲဖြစ်ပါတယ်ဒီကောင်းကြောအဲ့လိုမဟုတ်ပါဘူးတမိတ်ကအရင်မထီပေမဲ့ space ခဏခဏစမှန်လို့ရပါတယ်ကိုရကိုင်နေကြကာကိုရာနဲ့ကတိတာကြော AD 3ပြည့်အနည်းဆုံးစက္ကန့်20ကျော်ဆောင်းရပါတယ်ဒီကောင်းအဲ့လိုမဟုတ်ဘူးနော်အနည်းဆုံးစက္ကန့်3စက္ကန့်ပဲစောက်ရရောအဲ့လောက်ကြီးခူတော့တရားဟုတ်တာအနီမိုကဟဲပါတော့အလူကပဲဖြစ်ပါတယ်ဒါပေမဲ့ကိုရီအဒီနဲ့ချုပ်ထားတာကြောင့်သူဘာမှလုပ်လို့မရဘူးပေါ့နော်အလူကရဲ့အာနေချက်ကတော့သူ့စတန်ပေးရပါပဲနောက်ပြီးတော့ cycler skill 2က3လိုက်မြန်သွားဆိုအလူကကို AC ညှော်လို့ရပါတယ်အဲဒီတင်မဟုတ်ဘဲနဲ့ skill 2 3ပြီး skill 1 3လိုက်ရင်ကူတော့ပြန်ကြရပါတော့အကျော် skill 2ရဲ့ကူတော့လည်းဆောင်ရနေပါတယ်ကျော် skill 2နဲ့3လိုက်အဲဒီ3လိုက်နဲ့ဘက်တယ်မှာညှော်လို့အရင်ကောင်းပါတယ်ဒီနေ့ပဲပွဲရန်တာပြီးတော့ AC လေးပဲနိုင်တော့ပါတယ်Pro အနေနဲ့ကျွန်တော်တင်ပြဆိုင်ကလောက်ကလေးမျိုးပေါ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဘလူးရဲ့သဘောကျရင် follow လေးမလို့အတင်း follow လေးပြခဲ့ပါတော့။ဆုံးဖြတ်ပြကြည့်ပေးရဲ့တရားချင်းတင်အောင်ကျေးဇူးတင်ပါတယ်။ဒါပါပဲ။